အမတဲ့ဖိတ်စာလေးရောက်လို့ပါအမလဲဖိတ်စာလေးချစ်စရာလေးပဲဒီဆောင်သွားကြတယ်ပေါ့ကျေးဇူးပါဟုတ်ပါမင်္ဂလာဆောင်တဲ့ရာနေတောင်ရောက်လာပြီပဲဘယ်သူဆွန်သွားပြီလဲမသိဘူးဒီနေ့ရဲ့ဝယ်ဥဒကသူတောင်ဆွန်သွားပြီဒီနေ့လဲမဖိတ်စာလူဆောင်သွားရပြီလေဘယ်လာမစက်တဲ့ဖိတ်စာလေးတွေဘာကြက်တာရှိသေးတယ်ဆောင်များပြီစားရကတရားပဲတနင်္ဂနွေနေ့ဆိုတော့သွားရအောင်ပါဘောမတဲ့ဖိတ်စာလာမှာဟုတ်ပြီညီမလေးကျေးဇူးပါကဲပါလာပြန်ပြီဟာပြီပြေးရတယ်ညီမလည်းရက်တူနေမှာမသိဘူးညီမတော့မှချိန်ရောတူတာလားချိန်စောင်းပြီလားဖိတ်စာဖိတ်လို့ကြည့်ပါတယောက်ပြီးတယောက်ပဲအကင်းတော့လာခဲ့မယ်အချိန်ကတော့မတူလာခဲ့မယ်လေအကင်းတော့ကြော်နေမှာတော့โอเคငါ့မိမတော့ပိတ်စားတယ်ဒီလိုကလည်းခံမဲဆောင်နိုင်တော့မယ်ခါရတော့လာခဲ့ပြီးတော့ငေါ့အေးလာခဲ့မယ်ဒီမှာလာမေးကြည့်ပဲဆောင်ရပါဖိတ်စာရထက်ရောက်တာလားခုနေ့ကနည်းနည်းလေးပါဒီနေ့ထက်ရောက်တာအများကြီးပဲရောဒီလာတော့ငါဘတ်ဂျက်ကတော့ထီပြီဘယ်နဲ့ဆောင်တော့ဖြစ်နေတယ်ရက်တာတူနေတယ်ဗောတောင်းနေတယ်လို့ချာမလို့ကိုနေဝယ်ဘယ်နှခါရှိနေတယ်ဝင်လာတော့လေโอ้ก็อะไรငါတော့ငါရှိတော့လာတော့ကြည့်ဒီကိုတော့ဝယ်မလားစတော့ရတော့ဝယ်ပါငါစကောင်းတာမမမရှိဟုတ်တယ်ဒါပဲသူရဖိတ်မယ်